မင်္ဂလာပါရှင်ဒီမှာ Win Travel မြန်မာကတိုးလီတာတင်ကြီးဖြစ်ပါရှင်ဒီမှာတို့တွေဇွန်လ18ကနေပြီးတော့24ဘေကျင်းရှန်ဟိုင်းကွမ်ကျို private ခရီးစဉ်လေး6ညအိတ်ခုနေရခရီးစဉ်လေးရဲ့ဒီနေ့တတိယမြောက်ရက်အဖြစ်ဒီမှာတို့တွေဘေကျင်းကကဘာကျော် Great Wall ဒီဇိုင်းနေရာကိုရောက်နေပါတယ်အခုကျမတို့ဧည့်သည်တွေကဒီမှာ ticket ကိုတန်းစီဖို့အတွက်စောင့်နေပါတယ်ပြီးလို့ရှိရင်ကျမနဲ့အတူတူကဘာကျော် Great Wallအတူတူသွားပြီးတော့ကြည့်ကြအောင်ရှင်4点多了我就အခုကျမတို့တောင်းနေကေဗန်နဲ့တက်နေပါပြီဆိုရင် Great Wall ကိုစားပြီးတော့မြင်ရပါပြီကဲအောင်မြင်မြင်နဲ့ Great Wall ကိုပြန်ဆင်းပါပြီဆိုရင်ကျမတို့ကဘေကျင်းမှာရှိတဲ့ဝေယဒီဆက်ဒီလို့ခေါ်တဲ့ Summer Palace ကိုရောက်နေပါတယ်။သူက950မှာချင်းမင်းဆက်လက်ထက်မှာအရေးအကြီးတွေဝေယဒီမှာအခုရှောက်ဖို့အတွက်အပြည့်ဆောက်လုပ်ထားတဲ့အဆောက်အဦဖြစ်ပါတယ်။ဒါတော့ Summer Palace ထဲမှာရှိတဲ့မိသားစုနေရာကျော်ရှိတဲ့ကမ္ဘာအရှိဆုံးသစ်သားရှောင်းလန်းတစ်ခုပေါ့နော်အဲ့ဒါကို UNESCO ဝင်ထားပါတယ်ဒီအမိုးတွေမှာမှကျွန်တော်တို့ painting လေးတွေရှိတယ်ဒါကတော့ဒီငှက်တိုက်ပုံစံအစာအုပ်ဖြစ်တဲ့ဒီအာဂစာကွင်းပေါ့နော်ဒီဘေကျင်းကိုရောက်ပြီဆိုလို့ရှိရင်ဒီအာဂစာခမ်းမပေါ့နော်ဒီ stadium ကလည်းမလာမဖြစ်နေရာတစ်ခုပါပဲသူက2008ခုနှစ်ကကမ္ဘာအိုလံပစ်ပွဲမှာဖွင့်ပွဲနဲ့ပိတ်ပွဲကျင်းပခဲ့တဲ့နေရာနောက်ထပ်2022ခုနှစ်မှာလည်းအိုလံပစ်ကျင်းပခဲ့တဲ့နေရာပါနော်ဒီအစာအုပ်ကအစာအုပ်ပုံစံကငှက်တိုက်ပုံစံအားလုံး hotel ကိုပြန်ကြဖို့ ready ပါဒီနေ့ day 3ရဲ့ program လေးဒီမှာပဲပြီးဆုံးသွားပါပြီကျမတို့ရဲ့ဒီလိုခရီးစဉ်ကိုလိုက်ပါခြင်းနဲ့ဆိုလို့ရှိရင် July လ23ရက်နေ့ August လ21ရက်နေ့မှာဒီ Shanghai Beijing Guangzhou ထောင်ညာအိတ်ခွနဲ့ရဲ့ခရီးစဉ်များလည်းထပ်ပြီးတော့ရှိပါတယ်ကျမတို့ Win Travel မြန်မာ page ကို like and follow လေးလုပ်ထားပြီးပါအောင်ရှင်ကျေးဇူးတင်ပါတယ်နောက်ရက်ဒီလိုဘယ်ကိုထပ်သွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်ကျေးဇူးပါစိတ်ကူးတွေကခရီး